Ghost Story Channel ကနေကြိုဆိုလိုက်ပါတယ်အိမ်ဟောင်းကြီးရဲ့လျှို့ဝှက်စမ်းကြယ်မှုမြို့အနားကတောတွေကြားမှာရွှေရောင်အိမ်ဟောင်းလို့အရင်ကအမည်ရခဲ့တဲ့အိမ်ကြီးတစ်လုံးရှိတယ်အခုတော့လူတွေကဒီအိမ်ကိုငိုနေတဲ့အိမ်လို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့ညအချိန်ရောက်တိုင်းအိမ်ကနေမျိုးသမီးတစ်ယောက်ရဲ့ငိုတန်တွေကြားရလေးရှိလို့ပါတညမှာလူငယ်အုပ်စုလေး9ယောက်ကဒီအိမ်ကိုစွန့်စားပြီးဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့အိမ်ထဲဝင်တာနဲ့အနံ့ဆိုးတွေဆိုထိုင်းပြီးအေးဆက်နေတဲ့လေတွေကသူတို့ကိုကြိုဆိုလိုက်တဲ့နေရန်တွေမှာငါ့ကိုကဲတင်ပါဆိုတဲ့စာသားတွေသွေးနဲ့ရေးထားသလိုအနီရောင်စွန်းတွေကတ်နေတဲ့အုပ်စုတွေကမိန်းကလေးတီတာကအိမ်ရဲ့အပေါ်ထပ်ကိုတက်ဖို့ပြောတယ်သူမရဲ့ခြေလမ်းတိုင်းမှာတသားချမ်းမြင်ကကြီးကြီးအနံ့ထွက်နေတဲ့ရုပ်တရက်သူမရဲ့ပခုံးကိုတစုံတစ်ခုကအေးဆက်တဲ့လက်တွေနဲ့ထိတယ်လှဲကြည့်တဲ့အခါနှလုံးတွေအမဲရောင်ဖြစ်နေပြီးပါဇက်ကအနီရောင်ချဲ့ထွင်ထားတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုကြည့်ပြီးငါအိမ်မှာဘာလာလောက်တာလဲလို့တိုးတိုးလေးမိလိုက်တယ်တီတာအော်ဟစ်ပြီးပြန်ပြေးတော့အောက်ထက်ကတငယ်ချင်းတွေစီရောက်တဲ့အခါသူတို့အားလုံးမိခိုးမဲမဲတွေနဲ့လေပင်ညှစ်ခံထားရပြီးမျက်လုံးတွေပြူကျနေတာကိုတွေ့ရတယ်သူတို့ရဲ့နောက်မှာတော့အဖြူရောင်ဝတ်စုံနဲ့ဥကောင်းမပါတဲ့မျိုးသမီးတစ်ယောက်ကလက်တွေကိုဖြန့်ထားပြီးနင်တို့လည်းငါလိုပဲဒီအိမ်မှာအမြဲနေရမယ်လို့ရေးဟစ်လိုက်တယ်နောက်နေ့မနက်အိမ်ကြီးတွေကဒီအုပ်စုလေးကိုအိမ်ရဲ့အိမ်တိုင်းတွေမှာလေပင်ကျိုးနဲ့အစွဲခံထားရတဲ့အလောင်းတွေအဖြစ်တွေ့ခဲ့ရတယ်။သူတို့ရဲ့မျက်နှာတွေမှာအကြောက်တရားနဲ့မျောလင်းချက်ကင်းမဲ့တဲ့အကြည့်တွေကျန်ရစ်ခဲ့ပါတယ်။